ဒီဗီဒီယိုလေးကကျွန်တော်ဟိုနေ့ရငင်းအောင်တက်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့လိုနဲ့ကျွန်တော်တငယ်ချင်းနဲ့ဆိုင်ငယ်အပ်ပြီးတော့ရငင်းအောင်ဆက်တက်တယ်ပေါ့ဗျာဖုန်းကြီးတကားထုတ်ပြီးတော့ဗီဒီယိုရိုက်နေကျွန်တော်တငယ်ချင်းကဒီကောင်ဘာတော့ဟာဆိုတဲ့အထာနဲ့လှည့်ကြည့်တယ်ဗျာခုလိုပါစကပေါက်ပန်း40လေးရှောက်ပြောနေတာကျွန်တော်တငယ်ချင်းဇော်ကြီးပဲဖြစ်ပါတယ်ဟဲ့ကရှောက်ဆွဲအဲ့ဒါငါမပြောရနော်ဆွဲရအရင်ကြီးငါဘောလို့ကြီးနေတော့ခုချိန်မှာဆိုရင်တော့ပြင်ကျွန်တော်တကယ်ရင်ဇော်ကြီးကမြောက်ကုတ်ခံမှာကြောက်လို့အရန်ကိုကြောက်အလန့်နဲ့သွေးယူတန်းယူပြီးပြောနေရပဲဖြစ်ပါတယ်ဘလုံးမဆောက်တဲ့လေကားတွေမြောက်ကိုကြောက်ဖြတ်ပြီးနောက်အခုလိုမျိုး16လိုင်းကြီးအပေါ်စီးကနေကြည့်ရတဲ့ feeling ဘာနဲ့မှမလဲနိုင်ပါဘူးခင်ဗျာဒါကတော့ကျွန်တော်တို့ view point ကိုရောက်သွားပဲဖြစ်ပါတယ်ဒါကတော့တောင်ဆက်တရန်အတွက်အားဖြစ်နေတဲ့ကျွန်တော်ပဲဖြစ်ပါတယ်မလီဟာ view ရရင်ဆုံးနဲ့တက်ပြီးတော့အချိန်မထင်းနိုင်မယ်နဲ့ခလုတ်တက်ပြီးလဲတာဖြစ်ပါတယ်ခင်ဗျာလမ်းမှာခွေးပေါက်သားလေးတို့ချစ်လို့အစာကျွေးရပါဟုတ်ပါဘူးကျွန်တော်လည်းစားပါတယ်ခင်ဗျာဘောင်းရမှာဘာပဲပြီဒီကောတော့ကိုမထားပဲနဲ့ဟဲ့ငါလည်းလောဘတူနေနေကျူတာလာမြက်ကြီးနှစ်ယောက်ကြည့်နေမကျူလို့ဘောဘာလို့သူကဒီလေးကားရရင်တော့ဒီလောက်မအပ်ဘူးကဒါငလင်းလုံးပြီးနောက်ပိုင်းမှာတော်တော်အပ်သွားတယ်ထင်တယ်ဗျာကဲနောက်ဆုံးတော့ကျွန်တော်တို့သွားရင်လည်းပန်းနိုင်ဖြစ်တဲ့ငရံမင်းလိုင်ကိုရောက်ရှိသွားပဲဖြစ်ပါတယ်အထဲမှာလည်းကြောက်သားနေရန်နေကြောင်းအေးစိနေရပဲဗျာနောက်ပြီးဆောင်းနှင်းဆိုတော့ပိုးပြီးအေးတယ်ဗျာလူရသည်ဆိုရင်သူကတော်တော်အေးတယ်ဗျာဒါကတော့ကျွန်တော်တို့ကြောက်တကယ်ချင်းဇော်ကြီးပဲဖြစ်ပါတယ်ဇော်ကြီးကတော့တပ်ပုံရိုက်ဖို့အတွက်နေရာရှာနေဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အဲ့ဘောတော့ဆက်မတက်ခဲ့တော့ဗျာကျွန်တော်ဒီငရံမင်းလိုင်ကိုကနေပဲအောက်ကိုပြန်ဆင်းခဲ့တယ်ဟာရိုက်နေစင်းတော့ဒါကတော့ဗီဒီယိုရိုက်ပြီးလားမရိုက်သေးဘူးလက်လက်မေးနေနဲ့တငယ်ချင်းမပြောမဆုံးနဲ့ရိုက်ထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်တောင်မောမေးကြီးပြောလိုက်တာကတော့ဒီကဖြက်လန်းနဲ့ငါမီးတဲ့ဆင်းသွားဆိုလို့ဒါဆင်းသွားပဲဖြစ်ပါတယ်ခင်ဗျာတဲ့ကြိုက်စမ်းပါဗောဘလို့ရိုက်ပြီတော်လန်းလေးတော့တတရာလေးပဲဗျဟိုအခါကြီးကြီးမဟုတ်တဲ့အတွက်လေအေးဆေးဆေးနဲ့သွားချင်ရင်တော့ဒီလိုမျိုးချိန်လေးတော့ဗျာကျွန်တော်တို့ကတော့အခါကြီးကြီးမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီလိုလူရှင်းနေဗျဒါကတော့အစင်းလက်မောတက်လက်မောနေကျွန်တော်ပဲဖြစ်ပါတယ်ခင်ဗျတက်လုံတအားကောင်းတာပြတာပါဖြက်လန်းဆိုတဲ့အတိုင်းပဲဗျကျွန်တော်တို့ဆိုင်ကအက်ခဲတဲ့နေရာနဲ့အဝေးကြီးကိုရောက်ရှိလာပဲဖြစ်ပါတယ်အမှဖက်နဲ့မပါဘဲကျွန်တော်တို့ရှေ့ကိုဆက်သွားတာပေါ့နော်ကျွန်တော်တို့နှစ်ယောက်ကျွန်တော်တို့3ယောက်ဖက်နဲ့တွေလည်းမပါအမေကြီးရဲ့ကျင်းပါဖက်နဲ့ချုပ်ခဲ့တဲ့နေရာဟိုးဘက်မှာပါတော်တော်ရှောက်ပါအောင်မယ်ဟိုးဘက်ကိုသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဖြက်လန်းညွန်ပေးတဲ့မေကြီးလည်းကျေးဇူးတင်ပါတယ်ပေါ့နော်